ပဲခူးမြို့မှာနေပြီးတော့အခုမှပဲရောက်ရှိခဲ့တဲ့နေရာကတော့အားလုံးပဲသိကြတဲ့ဇလက်တော် Glamping Resort ပဲဖြစ်ပါတယ် First cousin မောင်လေးတွေညီမလေးတွေကနွေရာသီချောင်းပိတ်ရက်ဖြစ်တဲ့အတွက်ကြောင့်မို့လို့သူတို့ကိုအပန်းဖြေဖို့လိုက်ဖို့ရင်ကိုပါလိုက်သွားခဲ့ပါတယ်ဝင်ကြီးကတော့နေချင်းပြန်ကိုတယောက်ကို2000ပါအထက်မှာလုပ်ရတဲ့ activities တွေအကုန်လုံးကတော့အားလုံး free ပါပဲနေ့လည်စာကိုလည်းကိုယ့်ဘာသာကိုယူသွားလို့ရပြီးတော့အပို charges လည်းပေးစီရမလိုပါဘူးအကယ်လို့သူတို့ရှိမှနေ့လည်စာမှာစားရင်လည်း package တွေရှိပါတယ်ညအိတ် package တွေလည်းရှိတယ်လို့အနားဖြူယူဖို့လို့အတွက်တဲတွေတက်နေရလဲ free တက်နေလည်းရှိတယ်လို့charges ပေးရတဲ့တက်နေလည်းရှိပါတယ်မသွားခင် booking ကြိုလုပ်ထားဖို့တော့လိုမယ်နော်အထက်မှာလုပ်ရတဲ့ activities တွေမှာကရေကူးတာမြင်းစီးတာလေလော်တာဖောင်စီးတာညဖြစ်တာအားလုံးပဲသဘောကျကြတဲ့ rainbow sliding စတဲ့ activities တွေအပြင်မိုင်းနဲ့တချင်းပါဆိုလို့ရသေးတာနော်ပေးရတဲ့ဈေးနှုန်းနဲ့ပို့ပြီးတော့တန်နဲ့စိတ်ကြည်နမ်းမှုစိတ် relaxation ခံစားရမှုတွေကြောင့်မို့လို့ဒီဇလက်တော် Glamping Resort ဟာနာမည်ကြီးရင်နာမည်ကြီးနေစေပါပဲဝန်ထမ်းတွေအားလုံးကလည်းသဘောကောင်းကြပြီးတော့အရန်ကိုကူညီတတ်တဲ့သူတွေပဲဖြစ်ပါတယ်ဖွင့်ရရောပိတ်ရရောလူပြည့်နေတတ်တဲ့အတွက်ကြောင့်မို့လို့တန်းနေတဲ့တွေရဖို့လို့အတွက်လက်တော် Glamping Resort page မှာရှိတဲ့ဖုန်းနံပါတ်မှာကြိုပြီးတော့ booking လုပ်ထားစီလိုပါတယ်ရန်ကုန်နဲ့ပဲခူးက2နာရီအချိန်ပဲကြာတာမို့လို့ဇလက်တော် Glamping Resort ကိုလာလည်ကြဖို့လို့အတွက်ဒီဗီဒီယိုလေးမှာတက်ဆင်းဖိတ်ခေါ်လိုက်ရပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်